အားလုံးမင်္ဂလာပါကျွန်တော်ရင်ထုံပါကျွန်တော်ရဲ့ Better Together YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မြောက်ဝေပေးချင်တဲ့အကြောင်းအရာလေးကတော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံကမိတ်ဆွေတင်ငယ်ချင်းတွေတော်တော်များများသိချင်မယ်ထင်တဲ့အကြောင်းအရာလေးတစ်ခုကိုကျွန်တော်မြောက်ဝေပေးတော့ချင်ပါတယ်အဲ့ဒါကတော့လက်ရှိချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံကနေပြီးတော့အကြောင်းနဲ့တွားဖို့အလွယ်ကူဆုံးနဲ့အဆင်အပြေဆုံးနိုင်ငံတစ်ခုကိုကျွန်တော်ဒီနေ့ဗီဒီယိုမှာမျှဝေပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီညမှာပြောချင်တဲ့အလွယ်ကူဆုံးဆိုတာကတော့ requirement ပေါ့နော်လိုအပ်ချက်တွေလိုအပ်ချက်ဆိုတဲ့ညမှာ IELTS တို့ TOEFL တို့တခြား test score အမျိုးမျိုးတို့ပေါ့topic တို့N4 N5 တို့အမျိုးမျိုးပြောလို့ချင်းဖြစ်ပါတယ်အဲ့ဒါတွေ requirement တွေအများကြီးမလိုဘဲနဲ့အချိန်တိုအတွင်းမှာအလွယ်တကူသွားနိုင်တဲ့နိုင်ငံကိုကျွန်တော်ပြောလို့ချင်းဖြစ်ပါတယ်ပြီးတော့အဆင်အပြေဆုံးဆိုတာကတော့ကိုဒီနိုင်ငံမှာကိုအချိန်ပိုင်းအလုပ်လုပ်ပြီးတော့ကိုရဲ့စားစိတ်နေစိတ်ကြောင်းစိတ်တွေအကုန် cover ဖြစ်နေတဲ့နိုင်ငံကိုကျွန်တော်ပြောလို့ချင်းဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာမျှဝေပေးရမယ့်အကြောင်းအရာတွေကတော့ကျွန်တော်တူဦးတယောက်တည်းရဲ့အတွေ့အကြုံတွေပေါ်မှာအခြေခံပြီးပြောပြတာဖြစ်တဲ့အတွက်အမြင်မတူသဘောထားကွဲလွဲမှုတွေလည်းရှိနိုင်ပါတယ်ဒါမဲ့ဒီဗီဒီယိုကိုကြည့်ရှုပြီးတော့တဲ့မိတ်ဆွေတင်ငယ်ချင်းတွေတယောက်ချင်းစီအနေနဲ့ကိုယ့်အတွက်အကျိုးတစုံတရာရှိတော့မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်လက်ရှိချိန်မှာကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေကြောင့်လူငယ်တိုင်းနှီးပါမဟုတ်ရင်တော့မှလူငယ်တော်တော်များများကနိုင်ငံခြားကိုကြောင်းနဲ့ဖြစ်စေအလုံးနဲ့ဖြစ်စေတွားဖို့ပြင်ဆင်နေကြမလို့ကျွန်တော်ထင်ပါတယ်အလုံးနဲ့တွားဖို့ပြင်ဆင်နေတဲ့မိတ်ဆွေတင်ငယ်ချင်းတွေအနေနဲ့ကတော့လွန်ခဲ့တဲ့တလားလောက်ကဒီအလုံးသမားကတည်းကကြောင်းတော်တော်လေးအဆင်မပြေကြမှုတွေဖြစ်သွားမလို့ကျွန်တော်ယူဆမိပါတယ်အမြန်ဆုံးပြန်အဆင်ပြေဖို့လည်းမျှော်လင့်ပါတယ်ဒီညမှာလက်ရှိချိန်မှာဒီကြောင်းနဲ့တွားဖို့ဆိုရင်အလွယ်ကူဆုံးနဲ့အဆင်အပြေဆုံးနိုင်ငံလို့ပြောလို့ရှိရင်ကျွန်တော်တူဦးတယောက်တည်းရဲ့အမြင်အရပြောရလို့ရှိရင်ကိုရီးယားနိုင်ငံကလက်ရှိချိန်မှာတွားဖို့အလွယ်ကူဆုံးနဲ့အဆင်အပြေဆုံးနိုင်ငံလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ဘာလို့ဒီလိုပြောနိုင်လဲဆိုရင်တော့ကျွန်တော်ကိုယ်တိုင်လည်းရှေ့မှာနိုင်ငံ၃နိုင်ငံလောက် try ခဲ့ဖူးတော့ကိုရီးယားနိုင်ငံကတခြားနိုင်ငံထက်ရှင်လို့ရှိရင်အချိန်တိုအတွင်းမှာအလွယ်တကူနဲ့ရောက်သွားနိုင်လို့ဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ဒီအမေရိက try လုံးကဆိုရင်ဒီ visa စလုပ်တဲ့အချိန်ကနေစပြီးတော့ဒီတန်ရုံပထမဆုံးဝင်တဲ့အချိန်ထိကိုကျွန်တော်အချိန်တစ်နှစ်နဲ့2လလောက်အချိန်ပေးခဲ့ရပါတယ်ကျွန်တော်ဒီတန်ရုံဝင်တဲ့အချိန်မှာဒီတန်ရုံ appointment date တွေတော်တော်ကြက်လို့လဲပါပါတယ်ဒါကြောင့်မလို့ကျွန်တော်အချိန်တစ်နှစ်နဲ့2လလောက်စလုပ်တဲ့အချိန်ကစပြီးတော့ဒီချိန်တစ်နှစ်နဲ့2လလောက်ကြာမှကျွန်တော်ပထမဆုံးတန်ရုံစဝင်ရပါတယ်အမေရိကသွားရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ဒီကိုစီမှာ English Proficiency Test Score တခုဖြစ်တဲ့ IELTS TOEFL ဒါမှမဟုတ်လို့ရှိရင် Duolingo တခုရှိရပါတယ်အခုနောက်ပိုင်းအထူးသဖြင့်ဒီ COVID-19 ကာလအနေစပြီးတော့ဒီ Duolingo နဲ့လက်ခံတဲ့အကြောင်းတော်တော်များများရှိလာတဲ့အတွက်အမေရိကကို Duolingo ဖြည့်ပြီးသွားကြတဲ့လူတော်တော်များများရှိလာပါတယ်Duolingo ကဒီ IELTS တို့ TOEFL တို့လည်းမခက်ပါဘူးကိုကအင်္ဂလိပ်စာ intermediate လောက်ရှိထားလို့ရှိရင် YouTube ကဗီဒီယိုတွေကြည့်ပြီးကိုယ်တိုင်လေ့ကျင့်ပြီးမှဖြည့်လို့ရပါတယ်တပတ်တချို့ကတပတ်2ပတ်လောက်လေ့ကျင့်ပြီးမှဖြည့်ကြပါတယ်Duolingo ရဲ့အကောင့်ဆော့မှတ်လို့ပြောလို့ရတာတော့130နဲ့120လောက်ရလို့ရှိရင်ကိုလိုချင်တဲ့ major ကိုလိုချင်တဲ့အကြောင်းကိုရှောက်လို့ရပါတယ်Duolingo ရဲ့အားသာချက်တွေကတော့ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်ဖြေလို့ရတာပဲဖြစ်ပါတယ်ဒီ IELTS တို့ TOEFL တို့ကျတော့2လ3လမှတစ်ခါဖြေလို့ရပါတယ်ဒါပေမဲ့ Duolingo ကကိုကြိုက်တဲ့ချိန်ကြိုက်တဲ့နေရာမှာကိုအိမ်မှာဖြစ်ဖြေလို့ရတာပဲဖြစ်ပါတယ်ပြီးတော့နောက်ထပ်အားသာချက်တစ်ခုအနေနဲ့ကတော့ Duolingo က IELTS တို့ TOEFL တို့လောက်လည်းဈေးမရှိပါဘူး$48လားမသိပဲရှိပါတယ်တစ်ခါဖြေမယ်ဆိုရင်$48နှစ်ခါစာဝယ်လို့ရှိရင်$150စသဖြင့် discount ရပါတယ်Duolingo ကိုလိုချင်တဲ့အမှတ်ရလို့ပြီးဆိုတာနဲ့ကိုကအကြောင်းစလျှောက်ဖို့စလုပ်လို့ရပါပြီအကြောင်းဘက်ကတောင်းတဲ့ဒီ10တန်းအောင်လက်မှတ်တို့ bank statement တို့ကောင်းပြနိုင်လို့ရှိရင်ဒီအကြောင်းဘက်က I20 ဆိုတဲ့အကြောင်းလက်ခံစာထုတ်ပေးပါတယ်အကြောင်းလက်ခံစာI20 ရပြီဆိုတာနဲ့ကိုကတန်ရုံဝင်ဖို့ date appointment ပြန်ယူရပါတယ်တန်ရုံက appointment date ကြလာပြီဆိုတာနဲ့ကိုကတန်ရုံဝင်ရပါတယ်ကျွန်တော်ဒီအမေရိကကိုတွားဖို့ visa စလုပ်တဲ့အချိန်ကနေစပြီးတော့ဒီတန်ရုံတတိယအချိန်ဝင်တဲ့အချိန်ထိကိုကျွန်တော်အချိန်တစ်နှစ်နဲ့9လနီးပါးကုန်ခဲ့ပါတယ်
ဒီကျွန်တော်တိုင်ယုံဝင်တော့ကျတော့ဒီ apartment တွေတော်တော်ချက်လို့လဲပါပါတယ်ဒါကြောင့်လို့ကျွန်တော်ချိန်တစ်နှစ်ခွဲလောက်အောက်ကုန်ခဲ့တာဖြစ်ပါတယ်ဒီကျွန်တော်အမေရိကကိုတွားဖို့လုံးဝအဆင်မပြေတဲ့အဆုံးကျွန်တော်နောက်တနိုင်ငံဖြစ်တဲ့ UK ကိုလည်းကျွန်တော်ပြန် try ဖို့လုပ်ကြည့်ပါတယ်ဒါပေမဲ့UK ကဒီ CH ခါအရင်မြင့်တာတွေတကြောင်ပြီးတော့ကျွန်တော်ရှင်မှာ financial support လဲအလောက်အဆင်မပြေတာဖြစ်တဲ့အတွက်ကျွန်တော် UK ကိုပြန်မ try တော့ပါဘူးဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်အဲ့မှာအကြောင်းတက်နေတဲ့ကျွန်တော်တကယ်ချင်းတွေမေးကြည့်တဲ့အခါမှာ UK မှာကကိုအချိန်ပိုင်းအလုပ်လုပ်ပြီးတော့ကိုယ့်ရဲ့နေစိတ်စားစိတ်အကြောင်းစိတ်တွေကာဗာမဖြစ်နိုင်ဘူးဆိုလို့ကျွန်တော်ပြန်ဆက်မ try ဖြစ်ခဲ့ပါဘူးတကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေတကယ်ချင်းတွေအနေနဲ့ကိုစီမှာ financial support ကောင်းကောင်းရှိရဆိုရင်ကျွန်တော်က UK ကို try ကြည့်ဖို့အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ UK မှာက English speaking environment တစ်ခုလည်းရှိရပြီးတော့အမေရိကထက်လည်း visa approve rate ကအများကြီးပိုကောင်းတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်ဒီ UK လည်းပြန်မ try ဖြစ်တဲ့အဆုံးနောက်ဆုံးအနေနဲ့ကျွန်တော်ကိုရီးယားကိုတွားဖို့ကျွန်တော်စလုပ်ခဲ့ပါတယ်ကိုရီးယားကတခြားနိုင်ငံတွေနဲ့ရှင်လို့ရှိရင်တော်တော်ကြီးကိုအရင်မခက်ခဲတဲ့နိုင်ငံလို့ကျွန်တော်ထင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်တော့ဒီကျွန်တော်ကိုရီးယားသွားဖို့စလုပ်တဲ့အချိန်ကနေစပြီးတော့ကျွန်တော်ကိုရီးယားရောက်သွားတဲ့အချိန်ထိကျွန်တော်အချိန်3လလောက်ပဲကြာခဲ့ပါတယ်ကျွန်တော်တန်ယုံဝင်တော့က appointment date တွေအရင်မချက်တာပြီးတော့ကျွန်တော်ကန်ကောင်းသွားတာတခုတည်းကြောင့်ကျွန်တော်ဒီကိုရီးယားကို3လလောက်နဲ့ကျွန်တော်ရောက်လာခဲ့ပါတယ်ကိုရီးယားသွားဖို့ဆိုရင်လိုအပ်တာတွေအများကြီးမရှိပါဘူးကိုက10တန်းအောင်ထားတယ်ပြီးတော့ Shomani 300တက်နိုင်ရဆိုရင်စ try ကြည့်လို့ရပါတယ်ကျွန်တော်ဒီညမှာတခုတတိပေးချင်တာကတော့ကိုကကိုရီးယားသွားဖို့ပြင်ဆင်နေတဲ့လူတယောက်ဆိုရင် Shomani ကိုကောင်းကောင်းလေးပြင်ဆင်ဖို့ကျွန်တော်အကြံပေးချင်ပါတယ် Shomani ကိုservice user တို့ agent အဲ့ဒါတော့လုံးဝကျွန်တော်မလုပ်ခိုင်းစေချင်ပါဘူးဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်ဒီအတိထဲကနေရောက်3ရောက်လောက်ကတော့ Shomani service ယူပြီးမှဒီ visa reject ဖြစ်သွားကြပါတယ်ဒီတကယ်ချင်းတွေကဒီ Shomani service ယူရတဲ့အချိန်မှာသူတို့ရဲ့ agent က Shomani ကိုတပတ်လောက်ပဲထည့်ပေးပါတယ်ပြီးတော့ bank statement ထုတ်ပြန်ခြင်းဘဏ်ထဲကပတ်စံတွေအကုန်လုံးပြန်ထုတ်လိုက်ပါတယ်အဲ့ချိန်မှာတန်ယုံဝင်လိုက်တဲ့အချိန်မှာတန်ယုံဘက်ကဘဏ်အကောင့်စီးလိုက်တဲ့အချိန်မှာဘဏ်အကောင့်ထဲမှာပတ်စံတစ်ပြားမှမရှိနေပါဘူးအကြောင်းမလို့သူတို့ကို visa reject ပေးခဲ့ပါတယ် visa reject ပေးမှကိုရီးယား visa ကို9နှစ်လောက် ban ချလိုက်ပါတယ်နောက်တကယ်ချင်းတယောက်ရောအဲ့လိုပဲပြန်ဝင်ခဲ့ပါတယ်သူလည်းအဲ့လိုပဲ9နှစ်လောက် visa ပြန် ban ခံခဲ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီညမှာပြောချင်တာကကိုရီးယားသွားဖို့ပြင်ဆင်နေတဲ့မိတ်ဆွေတကယ်ချင်းတွေဆိုရင် Shomani ကိုတိတိကျကျပြင်ဆင်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်အခုကဒီဒါလည်းတော်တော်ကြက်လာပါတယ်ဒါကြောင့်လို့ Shomani ကိုအချိန်3လနဲ့300ကိုတေချာထည့်ဖို့ကျွန်တော်အကြံပေးချင်ပါတယ် Shomani ကို service user တို့ agent အဲ့ဒါတော့လုံးဝမလုပ်ဘဲနဲ့ကိုတိုင်းတခြားလူတွေရှိကအတိုးပဲဖြစ်ချီမှထည့်ထားခိုင်းစေချင်ပါတယ်အဲ့လိုမျိုးမှ visa ရဖို့ chance ပိုများပါတယ်ကိုက visa reject တစ်ခါဖြစ်သွားပြီဆိုရင်အချိန်ကအနည်းဆုံး6လလောက်တစ်ခါပြန်စောင့်ရတာဖြစ်တဲ့အတွက်ကိုအတွက်လည်းအများကြီးနစ်နာပါတယ်ကျွန်တော်နောက်တစ်ခုအကြံပေးချင်တာကတော့ကိုရီးယားမှမဟုတ်ပါဘူးတခြားဂျပန်တို့အမေရိကတို့ဘယ်နိုင်ငံဖြစ်သွားတော့မယ်ဆိုရင်ကိုသွားမယ့်နိုင်ငံရဲ့ဘာသာစကားကိုအနည်းဆုံးအခြေခံအဆင့်တော့ရအောင်တင်သွားဖို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်ကတော့ဒီရှေ့မှာvisa လဲကြာဖူးတော့ကျွန်တော်ဒီကိုရီးယားလဲထပ်ကြရင်ငါတင်ထားတဲ့ကိုရီးယားစာအလကားဖြစ်မှာပဲဆိုမှကျွန်တော်အဲ့လိုတွေးမှကိုရီးယားစာတလုံးဝမတင်ခဲ့ပါဘူးမတင်မနဲ့ကျွန်တော်ကိုရီးယားသွားခဲ့ပါတယ်ကိုရီးယားသွားတော့ဒီကိုရီးယားရောက်တော့ကျွန်တော်စကားတလုံးဝမတတ်တဲ့အတွက်ကျွန်တော်တော်တော်ကြီးဒုက္ခရောက်ခဲ့ရပါတယ်စကားမတတ်တော့ကျွန်တော်အလုပ်လည်းမရခဲ့ပါဘူးကျွန်တော်နဲ့အတူလာတဲ့တကယ်ချင်းတွေကတော့ရောက်လာတဲ့စကားတတ်တော့အလုပ်ရချတဲ့လူတွေရှိပါတယ်ကျွန်တော်က2လ3လလောက်မှကျွန်တော်အလုပ်စရပါတယ်အလုပ်ရတော့လည်းကျွန်တော်ဒီသူတို့ပြောတာနားမလဲကိုလည်းဘာမှပြန်မပြောကြတော့ကျွန်တော်အလုပ်ထဲမှာတော်တော်ကြီးအဆင်မပြေဘူးပြီးတော့ကိုရီးယားတွေကအရန်စိတ်မြန်တဲ့အတွက်တော်တော်ကြီးအချဲအဆိုလဲခံရပါတယ်ဒါကြောင့်မလို့ကိုရီးယားမှမဟုတ်ဘဲနဲ့တခြားဂျပန်တို့အမေရိကတို့သွားမယ်ဆိုရင်လည်းဒီသူတို့ရဲ့ဘာသာစကားကိုအခြေခံသမင်းစားရေးတောက်တော့တက်အောင်တင်တော့ကျွန်တော်အကြံပေးချင်ပါတယ်ဒီကိုရီးယားမှာကောင်းတာတစ်ခုကတော့အကြောင်းသားတွေအနေနဲ့တစ်ပတ်ကို10နာရီပဲအလုပ်လုပ်ရတယ်လို့ပြောထားပေမဲ့ကိုလုံနိုင်တယ်လို့
အလုပ်လုပ်ရပါတယ်ဒီမှာចောင်းသားတွေအများစုကတော့တစ်ပတ်ကိုနိုင်40နဲ့50ကြားမှာအလုပ်လုပ်ကြပါတယ်များတော့အဖြစ်ကတော့ဒီတနင်္လာကနေတောက်ကြဂျာရက်မှာကတနေ့9နာရီလုပ်ပြီးမှဒီစနေတနင်္ဂနွေမှာတနေ့10နာရီလုပ်တဲ့လူရှိတယ်လို့တနေ့12နာရီလုပ်တဲ့လူတွေရှိကြပါတယ်တလမှာနိုင်16နာရီကနေနိုင်20ထိအလုပ်လုပ်ကြပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့လက်ရှိချိန်မှာကိုကဘယ်နိုင်ငံသွားဖို့မတိနေဘူးဆိုဝေဆိုတာဖြစ်နေတဲ့လူတွေအနေနဲ့ကိုရီးယားကိုကျွန်တော် try ကြည့်ဖို့အကြံပေးချင်ပါတယ်ဒီကိုရီးယားကနေပြီးတော့တခြားနိုင်ငံကိုပြန်အမေရိကတို့ဒီ UK တို့တခြားနိုင်ငံပြန် try မှရရတဲ့လူတွေကျွန်တော်အများကြီးတွေ့ဖူးပါတယ်ဒါပေမဲ့ကျွန်တော်ဒီညမှာတခုတတိပေးချင်တာကတော့ကိုကနိုင်ငံတခုကိုတွားတော့မယ်ဆိုရင်မတွားခင်တည်တည်ချာချာအချိန်ယူလေးနဲ့စဉ်းစားဖို့ကျွန်တော်အကြံပေးချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်ဒီနိုင်ငံတစ်ခုကနေနောက်တစ်နိုင်ငံပြန်ပြောင်းဖို့ဆိုရင်တော်တော်ကြီးကိုမလွယ်ပါဘူးအချိန်လည်းကုန်တယ်လူလည်းပြင်ပန်းတယ်ပတ်စံလည်းအများကြီးထပ်ကုန်ရပါတယ်ကိုကဒီငွေရေးကြေးရေး financial ဘိုင်းကောင်းလေးအဆင်ပြေတယ်ဆိုရင်တော့ဒီရောက်ပြီးမှနောက်တစ်နိုင်ငံချက်ချင်းပြန်ပြောင်းမယ်ဆိုရင်ကိစ္စမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီငွေရေးကြေးရေးဘိုင်းအရင်အဆင်မပြေတဲ့လူတွေအတွက်ကြတော့ဒီနိုင်ငံကနေပြီးတော့နောက်တစ်နိုင်ငံပြန်ပြောင်းဖို့ဆိုရင်ငွေရေးကြေးရေးကစကားရမ်းပြောတဲ့အတွက်ပြောင်းဖို့လည်းတော်တော်လေးကိုအချိန်ယူပြန်စဉ်းစားရပါတယ်ပြီးတော့တော်တော်လေးလည်းပြန်စူးစမ်းယူရပါတယ်ဒါကြောင့်မလို့ကိုကဒီနိုင်ငံတနိုင်ငံကိုတွားတော့မယ်ဆိုရင်မပြောင်းမတွားခင်တော်တော်လေးကိုအချိန်ယူပြီးမှစဉ်းစားဆုံးဖြတ်ကြဖို့ကျွန်တော်အကြံပေးချင်ပါတယ်ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့လက်ရှိချိန်မှာကျွန်တော်မြန်မာနိုင်ငံကနေပြီးတော့ကျောင်းနဲ့တွားဖို့အလွယ်ကူဆုံးတဲ့အဆင်ပြေဆုံးဆိုရင်ကိုရီးယားနိုင်ငံလည်းအပါဝင်ဖြစ်တဲ့အတွက်ဘယ်နိုင်ငံတွားဖို့မတိသေးဘူးဆိုဆိုတာဖြစ်နေတဲ့လူတွေအနေနဲ့ try ကြည့်ဖို့ကျွန်တော်အကြံဉာဏ်ပေးချင်ပါတယ်အားလုံးလည်းဒီဗီဒီယိုကြည့်ရှုပြီးတော့ကိုယ့်အတွက်အကျိုးရှိတာတစ်စုံတရာရရှိတော့မလို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပြီးရတဲ့မိတ်ဆွေတင်ငယ်ချင်းတွေအနေနဲ့ကိုယ့်အတွက်အကျိုးရှိတာတစ်စုံတရာရရှိတော့မလို့ကျွန်တော်မျှော်လင့်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်မှာပြန်ဆောင်ကြပါစို့လို့ကျွန်တော်နှုတ်ဆက်လိုက်ပါတယ်ကြည့်ရှုပေးတဲ့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်